Hello အားလုံးမင်္ဂလာပါရှင်ရှိကြလားရှိကြလားဘာလို့လဲသိလားရေဓာတ်ဖြည့်တယ်ညဘက်ဆိုလို့ရှိရင်လေရေဓာတ်ဖြည့် mask ကိုကတ်တယ်မနေ့ညဆိုလို့ရှိရင်ပေါ့နော်အဲ့လိုကတ်နေတဲ့လူတွေခုနေထိရှိသေးလားမျက်နှာအသားရည်တွေရှောက်တယ်မျက်နှာမှာပေါ့နော်ဘယ်လိုပြောမလဲလုံးဝဝတ်ချင်တွေရှိတယ်အစီပြန်တယ်မျက်နှာမှာအမဲ့ဟောပေါ့နော်ဒီအမာရွတ်တွေရှိတော့ရေဓာတ်ဖြည့် mask ကိုဝယ်ပြီးတော့ကတ်နေတဲ့လူတွေရှိလားဒီနေ့ရှင်ပြီးရှိလားဆိုလဲရတော့လုံးဝမကတ်ဘူးအဲ့လိုကတ်တဲ့ထဲမှာဆိုလဲမပါဘူးပြင်းတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဆိုလဲရဘာလဲဆိုလို့ရှိရင်ဘာလေးတွေလှလိုက်တာဟဲလာရဲ့ဝယ်ပေးလေဝယ်ပေးမယ်လေဝယ်ပေးရများနေပြီဝယ်ပေးမယ်ငါဈေးရောက်လာအောင်ပဲရေတဲ့ပဲ mask တွေကိုလေဒီမှာကြည့်ဒါမျိုးလေးပဲဆိုလိုက်ရလေနဲ့ဒီဟာကိုပဲသုံးတယ်ဒါကကြတော့ T3 C ကပါတယ်သူကကြတော့လေ cleansing gel ဖြစ်တဲ့အတွက်ကြောင့်တစ်ပတ်ကိုမလုံးနဲ့တစ်ရက်ကို2ချိန်ကတ်ထားနဲ့မျက်နှာလေးကိုရေတက်ဖြည့်တယ်ဆူကြည်ကြည်လေးဖြစ်တယ်ပေါ့နော်ပုံမှန်အားဖြင့်တစ်ပတ်ကိုတော့မလိမ့်စရာမလိုတစ်ရက်ကို2ချိန်တော့မယ်ကဲလို့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကညဘက်ဆိုလို့ရှိရင်နေ့တိုင်းလိမ့်ပြီးရင်တော့မှဒါလေးကကောင်းတယ်ပေါ့နော်မနေ့ပိုင်းမလိမ့်အောင်မနေ့ပိုင်းဆိုလဲမွားရှာအနေနဲ့သုံးပေးလို့ရတယ်ဒါပေမဲ့ကိုကပေါ့နော်မနေ့ပိုင်းမလိမ့်ချင်ဘူးညဘက်ကိုညခရင်အနေနဲ့ပေါ့နေ့တိုင်းလေးမြေဖာကောင်းလဲဆိုရင်မျက်နှာအသားကြီးကဆိုးလေးဖြစ်ပြီးတင်းလေးဖြစ်ပြီးတော့အရေးအကြောင်းတွေလုံးဝခင်းမယ်မျက်နှာမှာရှိတဲ့အစီပူတွေတက်တာမယ်အစီပြန်တာတက်တာမယ်အမဲဆက်လေးတွေတက်တာမယ်ပြီးနေလောင်ခွက်လေးတွေတက်တာပြီးမျက်နှာတွေကလုံးဝတင်းရင်းနေပြီးတော့မအိုဆေးလို့လည်းပြောတယ်ပေါ့နော်ရေဓာတ်ဖြင့်အခြားမက်တွေကက်မဲ့အစားဒါမျိုးလေးစုတင်းချေလေးကို sleeping mat လို့လည်းခေါ်တယ်ပေါ့နော်မနေ့ပိုင်းဆိုရင်မွားရှာနေတဲ့သုံးပြီးညဘက်ဆိုရင်သုံးလို့ရှိရင်ပေါ့နော်ဒါလေးရဆိုလို့ရှိရင်အသားယူဆိုပြီးတော့လောက်လာရင်ပေါ့နော်နှစ်ရက်သေးပေါ့နော်တစ်ရက်ကို2ချိန်လင်းပြီးတော့အိတ်ထားတော့မှအသားရည်ဆိုလာတဲ့ရှားလက်ကိုရှားတဲ့အတွက်ကြောင့်အချိန်ကုန်ခံပြီးတော့အေးပြက်ခံပြီးအချိန်လေးကုန်ခံပြီးတော့မျက်နှာတစ်နေမဲ့အစာဒီလိုမျိုးလေးကိုညနေပဲရေချိုးမိုးချိုးပြီးလင်းပြီးတော့အိတ်ထူလေးလိမ့်အိမ်မယ်ဆိုလို့ရှိရင်ဘာတွေရလိုက်လာမယ်ဆိုလို့ရှိရင်မျက်နှာလေးကကြည်လင်နဲ့ရလက်ကိုရှားလာမယ်ဆိုလေးရလာမယ်တင်းလေးဖြစ်ပြီးတော့မျက်နှာလေးက baby skin ပေါ့နော်ကိုယ့်ရဲ့အရင်တုန်းကအသားရည်ခြောက်သွားတယ်ရုပ်ဆိုးတွေဖြစ်သွားတယ်ဆိုရင်တော့မှဒါလေးလိမ့်လိုက်လို့ရှိရင်အသားရည်ဆိုလေးနဲ့ကြည်လေးနဲ့တမျိုးလေးဖြစ်သွားမယ်ပေါ့နော်စမ်းပြီးလဲကြည့်လိမ့်နေတဲ့ဘက်နဲ့မလိမ့်ရသေးတဲ့ဘက်နောင်မှာမတိတတာတင်းလေးဆိုလေးဖြစ်လာတယ်ပေါ့နော်အပေါ်မပြောကိုယ်တိုင်လဲနေ့တိုင်းသုံးတယ်ဘူးပေါင်းများစွာလဲရှိတယ် review ပေါင်းများစွာလဲရှိတဲ့အတွက်ကြောင့်ဒီကချစ်တဲ့ customer တွေကိုပစ္စည်းကောင်းလေးညှို့ပေးချင်တာပါရှင်ဒါလေးရဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးရောသုံးလို့ရတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ဒါလေးဆိုအရန်ကိုပဲပေါ့နော်ရှေ့ဟိုလူကြိုက်များတယ်ဆိုလဲဆိုရင်ညတိုင်းဆိုလဲရဲ့ဗီဒီယိုတွေTikTok တွေကိုကြည့်ပါဒါလေးရမဖြစ်မနေသုံးပေးပါတယ်ရှင်ထွက်တဲ့အချိန်လေးကဒီနေ့ရှင်ဒီလိမ့်တာပါရှင်เนาะကိုကလေသုံးမှုရှိရအောင်မှတဘူးဆိုလို့ရှိရင်လေမရောင်ကိုသုံးဖို့ဖယ်ထားအဲ့လိုလူမျိုးဖြစ်ပါတယ်ရှင်အဲ့တဲ့ကြောင့်ပေါ့နော်အချိန်ကုန်ပြီး mask ကက်မဲ့အစားဒါမျိုးလေးကိုသုံးကြည့်ပါရှင်တကယ်လေးကောင်းလို့ပါရှင်เนาะကယ်လို့ပေါ့နော်ကိုကဝက်ချန်တွေထွက်တတ်တယ်ဆိုလို့ရှိရင်ဝက်ချန်ထက်တဲ့နေရာထူထူလေးသုံးပေးပေါ့နော်ပေါ့ဒါလေးရဆိုလို့ရှိရင်လေဒီ TV စီကပါတဲ့အတွက်ကြောင့်ဝက်ချန်သမားတွေလည်းသုံးပြီးလို့ရပါတယ်အရာအသားရည်ဆူလေးဖြစ်တဲ့လူတွေသုံးပြီးလို့ရရယ်เนาะအမျိုးသားလေးတွေလည်းသုံးပြီးလို့ရပါတယ်ဒါလေးဆိုလို့ရှိရင်လေဆိုလဲရဲ့မောင်းလေးအကိုတွေအရှမ်းကိုစိုက်ပါတယ်ရှင်ဒါလေးကမျက်နှာလေးကိုလုံးဝတင်းလေးဖြစ်သွားပါတယ်ပြောနေတာကြားတယ်အမပြောတာဟုတ်လားဆိုစမ်းသုံးကြည့်ပါရှင်เนาะလက်လီလက်ကောက်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်